Hello အရန်တော်ရဲ့ယောက်ျားပေါ့နော်3:50နဲ့ရုပ်ရှင်အားဆိုပြီးရှိသား AC 10မိနစ်လုံးအိတ်နေရပါတော့ပြီးတော့မှ1နာရီထိုး15ကျတော့မှ1:50စမှာနဲ့အမပေါပေါဆိုဝဲတော့လဲတန်းစီရှိသားတို့မှရုပ်ရှင်ရုံနဲ့အပြေးလွှာမနက်ကဘာမှမစားခဲ့ရ KFC ကနေပြီးတော့လက်ဖက်ထမင်းပေါ့နော်စားလို့ကောင်းလားဆိုကောင်းတဲ့ထမင်းရှိသားအရန်ကြီးတော့မကြိုက်ဘူးပေါ့နော်ရုပ်ရှင်ကကောင်းလားဆိုတော့အကယ်ဒမီအများကြီးပဲပေးလို့ရတယ်ပေါ့နော်ပြီးတော့ရုံပြည့်ရုံရှမ်းပဲပေါ့နော်အဲ့လို family drama ကြိုက်တယ်ဆိုလို့ရှင်တော့ကြည့်စေချင်တယ်ပေါ့ဒါကရုံထဲကထွက်လာတဲ့အချိန်ပေါ့နော်ရုပ်ရှင်ကကောင်းလားဆိုတော့ yes ကောင်းပါတယ်ပြီးတော့ပေါ့နော်အဲ့ဒါလေးရတော့ရှေ့စားရဲ့ fit check လေးပေါ့နော် outfit check လေးပါဆိုရကလေအမှရှေ့စားတို့ပစ္စည်းလေးတစ်ခုမှလိုက်လို့ mini ဆိုရဲဝင်တာပေါ့နော်ဝယ်လာလားဆိုတော့မရှိတော့မဝယ်လာဘူး my page မှာရသွားတယ်ပေါ့နော်ပြီးတော့ရှေ့စားအိမ်ပြန်ပါတယ်အိမ်ပြန်ပြီးတော့ရှေ့စားသမီးလေးကိုရှေ့စားမုံဝင်ကျွေးရပေါ့နော်အိမ်မှာပြီးတော့တခါညနေကြွားတော့ဆယ်ရင်ကမုံဝင်9နာရီခွဲလောက်တော့အကုန်ပိတ်နေပြီအားနဲ့ရှေ့စားတို့ Mary Brown မှာဝင်ပြီးတော့စားပါတယ်ပြီးတော့ City Mart ဝင်ပြီးတော့တခါဟိုဟာဒီယာနည်းနည်းပါဝယ်တယ်ပေါ့နော်ဝယ်ပြီးတော့အစာကြီးသွားတော့ထပ်ပြန်ဘိုက်စားပါတယ်ရွှေနန်းမုံရောက်သွားပါတယ်ရှေ့စားယောက်ျားဘာတွေရှောက်မှမသိရဟာတွေပေါ့နော်အဲရှေ့စားတော့မစားပါဘူးပြီးတော့ရှေ့စားတော့ထမင်းသုံးပါတယ်ထမင်းသုံးစားပြီးတော့ရှေ့စားရဲ့ Sunday vlog ကြီးပြီးသွားပါပြီပြန်ပါပြီရှင် thank you ပါ